skin care တွေဘယ်လောက်ပဲတုံအသားမကြည့်ဘူးရင်နေရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါဆေးကြီးရဲ့ skin care တွေပဲအမြဲတုံးနေပေမဲ့အသားအရည်ကမကြည်လင်မှုဖြစ်နေရင်တော့ဒါဟာအတွင်းပိုင်းအာဟာရလိုအပ်နေလို့ပါအတွင်းကလာမှအပြင်ကဝင်ပါမယ်ဆိုတဲ့အတိုင်းငွေကုန်ချိချသက်သာပြီးအသားအရည်ကိုတဘာဝတိုင်းကြည်လင်တောက်ပါလာစေမယ်အတီလေးမျိုးကိုမျှဝေပေးလိုက်ပါတယ်နော်နံပါတ်1ခင်းချင်သည်မှာပါဝင်တဲ့လိုက်ကွန်ပင်တက်ဟာအသားအရည်ကိုနေလောင်တက်ကနေတဘာဝအတိုင်းကောက်ခွဲပေးပါတယ်ဆဲတဲ့ကျစီတာကိုတားဆီးပေးပြီးအသားအရည်ကိုပန်းရောင်တန်းကဝင်ပါလာစေပါတယ်နံပါတ်2ထောပတ်သီးမှာကျန်းမာရေးအတွက်ကောင်းမွန်တဲ့အဆီဓာတ်နဲ့ဗီတာမင် E, C တို့ကျောဝစာပေါင်းဝင်ပါတယ်ဒါကအသားအရည်ကိုဆိုဒီတင်းရင်စေပြီး၆တွေ့တာနဲ့အရေးအကြောင်းဖြစ်ခြင်းကိုထိရောက်စွာတားဆီးပေးပါတယ်နံပါတ်3လိမ္မော်သီးဗီတာမင် C အပြည့်အဝပါဝင်တဲ့လိမ္မော်သီးဟာကောလာဂျင်ထွက်ရှိမှုကိုလုံဆော်ပေးပါတယ်အသားအရည်ညိုမွေးတာကိုတက်တာစေပြီးညနာဘောကအမဲဆက်တွေကိုပါလျက်သွားစေလို့သဘာဝအတိုင်းကလေးစင်သူတွေအတွက်အကောင်းဆုံးပါပဲနံပါတ်4ဖျက်သီးရှည်တဲ့အကြေးအဝပါဝင်လို့အသားအရည်၆တွေ့တာကိုတက်တာစေပြီးအငြင်းဆွေတင်ဝင်ပါနေစေပါတယ်ဒါအပြင်အသားအရည်ကိုတင်းရင်စေတဲ့ဓာတ်တွေလည်းပါဝင်တာကြောင့်အရေးအကြောင်းဖြစ်ခြင်းကိုပါကောက်ွယ်ပေးပါတယ်စားပါတဲ့အသားအရည်ကိုပိုင်ဆိုင်နိုင်ဖို့အပြင်မှာ skin care တွေမကပဲအခုလိုအတွင်းပိုင်းအာဟာရကိုပါကြီးဆိုင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်နော်